ဝင်ကိုခေါ်သားမယ်ဝင်ကိုမှာဈေးဝယ်မယ်ပေါ့နော်ဆိုတော့ဟိုဝင်ကိုကလည်းသူကဈေးပေါ်တယ်ပေါ့နော်ဆိုတော့သူကဘာဖြစ်လို့ဈေးပေါ်တာလဲဆိုတော့သူကဒီလိုပေါ့ဒီညာတော့အဖြစ်သူတို့ကိုယ်တိုင်ထုတ်လုပ်တယ်လို့ပြောတယ်ဝင်ကိုကလေဒီစိုက်ပျိုးသီးနှံဖာညာတယ်ပေါ့နော်သူကကုန်တယ်စီကယူတာထက်ကိုသူတို့ကဓာတ်ရိုက်ထုတ်လုပ်တယ်လို့တော့ပြောတယ်ဒါသူများပြောတာပေါ့နော်ကျမတော့သိမသိဘူးပေါ့ဒါပေမဲ့ဈေးနည်းနည်းတက်တာတယ်နည်းနည်းလေးပေါ့ဆိုတော့ဝင်းကိုကအသက်တာဆိုပြီးသွားလို့ရှိရင်ဝေါ်မတ်ကတက်တာတယ်အဲ့ထက်ပြီးသွားရင်တော့ Costco ကနည်းနည်းဈေးကြီးတယ်ပေါ့နော်ဒါပေမဲ့ Costco ကပစ္စည်း quality ကတော့အမြဲတမ်းနည်းနည်းပိုကောင်းလေးရှိပါတယ်ပန်းအိုးလေးပေါ့နော်ဒါတော့မြေဩဇာအပင်စိုက်တဲ့မြေဩဇာဒါပန်းအိုးဒါကတော့လေအဝင်ဝမှာထားတယ်ပေါ့နော်ဟိုအချောက်ချမ်းကြီးတွေပေါ့ဒီနေရာမှာကတော့လေသူအသီးနှံနေနောက်တစ်ခါဟိုကပေါ့ဟင်းသီးဟင်းရွက်ပေါ့ခင်းဟင်းသီးတို့လိုနောက်ခါဟိုမရုပ်ဒီကလာဝယ်တာတော့ကိုစုထိုက်ကဲဟိုရှစ်ကလေးတွေကျွေးလို့တမြေးသေးပေါ့နော်ဆိုတော့ဒီမြေးတွေပေါ်တဲ့အပင်ကြီးတွေဒါလေးတွေတပောင်ကိုနောက်ဝယ်မှာတော့မုတ်ကလေးပေါ့ကြားလုံးကြီးဖြစ်တယ်လေးဒါလေးအဲ့ဒါမျိုးလေးဒါတော့ပန်းလေးတွေရောင်းတာပါဒါကတော့ကိုစိုးထိုက်မွေးထားတဲ့မောင်ရှင်လေးတွေအတွက်ပေါ့နော်မြေဘဲစီလေးလာဝယ်တယ်နောက်တစ်ခါစီတို့ခောက်ဆွဲကြောက်တို့နောက်ရှိသေးတယ်အဲ့ထိုင်းဘက်ကလာတဲ့ဟာလေးတွေပေါ့နော်ဆိုတော့ဟိုအဲ့အမျိုးလေးတွေရောင်းတဲ့နေရာပေါ့နော်ဆိုတော့ဒီနေရာမှာကတော့ဒီ Asian ပစ္စည်းလေးတွေကိုဝမတ်တို့ဘာလို့တက်ဆိုင်တန်းပေါ့နော်ကော်ဖီတွေအများကြီးရောင်းပါတယ်ဒါတော့ကော်ဖီပါအေးတွေပါအေးမျိုးစုံပေါ့နော်အေးမျိုးစုံရောင်းနေ